Mama dia. ရှုံးပါလား မရှုံးပါဘူးဗျာ ဒီလိုမျိုးမှမဟုတ်လို့ရှိရင်သစ္စာတရားတွေဒုစရပါများအားထုတ်မှုတွေမရှိသေးဘူးဆိုရင်ရလာတဲ့ဘဝခန္ဓာအတီးတီးဒီတခြားလားဒုက္ခသစ္စာ ဒုက္ခသစ္စာပါဗျာ ဒုဘဝခန္ဓာလည်းပဲဒုက္ခသစ္စာဟိုနတ်ပြည်နတ်ခန္ဓာတွေလည်း ဒုက္ခသစ္စာ ယမပြည်ယမခန္ဓာတွေလည်း ဒုက္ခသစ္စာ အမေရဲ့ခန္ဓာမှာရောက်နေတဲ့ပုဂ္ဂလိတွေဝဂလိတွေမှာလည်းခန္ဓာဘဏ္ဍပါ ၅ပါးပါဗျာ သူတို့လည်းဘာသစ္စာ ဒုက္ခသစ္စာပါ ဒုက္ခသစ္စာကိုဒီလိုလည်းပဲတန်တရားမရဘူး နေရပါတယ်ဗျာ ဒါဆိုရင်သူတို့ကတော့အဲ့ဒီတိရစ္ဆာန်တွေရဲ့ဘဝကိုကြည့်လိုက်တဲ့အခါကျတော့သူတို့ဒီဘုရားမတရားမှာသိ သိပါဘူးဗျာ ရလာတဲ့ဘဝခန္ဓာတွေကိုဒုက္ခသစ္စာကိုဒုက္ခသစ္စာမှာသူတို့သိတယ် သိပါဘူးဗျာ ။အော်ဒီခန္ဓာရလာတဲ့ဘဝခန္ဓာတွေသူတို့ကမိုးကိုကြောခိုင်းပြီးတော့မသွားဘူးလား သွားပါတယ်ဗျာ ။အဲ့တော့ဘုဒ္ဓရဲ့အရာအလုံးအဆုံးရှုံးနေတဲ့ဘဝဘုဒ္ဓကောင်းမှုတွေဆုံးရှုံးနေဘူးလား နေပါတယ်ဗျာ ။စဉ်းစားကြည့်လေဘုရားဘုရားရက်တွေငတ်ဘုဒ္ဓကောင်းမှုလောက်မရှိတာ ရှိပါဘူးဗျာ ဘုဒ္ဓကောင်းမှုတို့ကလောက်မရှိဘူးအခွင့်အရေးတွေရှုံးတယ်ဒါဆိုရင်အဲ့ဒီစံတွေဟာသူတို့ဒီဒါဆိုဘဝရှုံးဘဝပါလေ ကျုံနေတာပါ ဒီဘဝတော့သူရှုံးသွားပြီတဲ့ရှုံးလား ကျုံပါတယ်ဗျာ အဲ့တော့ဒီကနေ့လောကလူသားတွေတဲ့တရားဟောတဲ့ပုဂ္ဂိုလ်တရားနာနေတဲ့ပုဂ္ဂိုလ်ဘုရားသာသနာနဲ့မကြုံကြဘူး ကျုံကြိုက်ပါတယ်ဗျာ သာသနာနဲ့ကြုံနေတဲ့အချိန်လေးမှာသူတို့ကတော့သစ္စာသိအောင်တခြားလို့တော့မလားဉာဏ်လို့တွေတော့ ညာလို့တွေလောက်ပါပါ ဉာဏ်လို့တွေတော့မှသူတို့ကတော့အများဆုံးဆိုတဲ့နိဗ္ဗာန်ချမ်းသာမရနိုင်ဘူးလား ရနိုင်ပါတယ်ဗျာ ရနိုင်တဲ့ဘဝအနေထားကနေပြီးတော့သစ္စာတရားတွေသိအောင်အကျိုးစားဖို့ဆိုလို့ရှိရင်အကယ်၍များသူတို့ကတော့တန်တရားတွေကလည်းပေါင်းလို့ဆိုလို့ရှိရင်ဘုရားမရှုံးဘူး ကျုံပါတယ်ဗျာ ဘယ်လိုဘဝရဲ့ဘုနာတွေထပ်ပြီးလို့နေမှာမထပ်ဘူးလားဘုနာတွေထပ်နေမယ်ဆိုရင်တော့အရှုံးသမားမဖြစ်နိုင်ဘူးလား ဖြစ်နိုင်ပါတယ်ဗျာ ဘုဒ္ဓကောင်းတွေများစွာပြုလို့ရှိတဲ့လူဘဝသစ္စာတရားကြိုးစားလို့ရှိတဲ့လူဘဝသစ္စာတရားကြိုးစားလို့ရှိတဲ့လူဘဝကနေပြီးအမှန်ကန်ဆုံးသောသာသနာ့တွေသူတော်ကောင်းတို့သစ္စာတရားတွေသိအောင်ကြိုးစားသေးဘူးဆိုကိုယ်အားလည်းရှုံးနေတော့မှာ မှန်ပါပါဗျာ ရှုံးတယ်လား ကျုံနိုင်ပါတယ်ဗျာ အဲ့တော့ရလာတဲ့ဘဝကိုသူတော်ကောင်းတို့ကြည့်လိုက်လေစောဝိုင်းဒေသနာမှာလိုက်ဆိုရှေ့ကြည့်တော့ဇာတိ ဖြည့်ကြည့်တော့ဓာတိ နောက်ကြည့်တော့မရဏ နောက်ကြည့်တော့ဗရဏ အလေမအိုးနာရှိတယ် အလယ်ကအိုနာရှိတယ် ဘေးဒုက္ခသာ ဘေးဒုက္ခသာ ရှေ့ကြည့်တော့ဇာတိ ဖြည့်ကြည့်တော့ဓာတိ နောက်ကြည့်တော့မရဏ နောက်ကြည့်တော့ဗရဏ အလေမအိုးနာရှိတယ် အလယ်ကအိုနာရှိတယ် ဘေးဒုက္ခသာ ဘေးဒုက္ခသာ ဘုရားဝတရားတော်ဇာတိကမစခဲ့ဘူး ထားခဲ့ပါတယ်ဗျာ ဇာတိတိတ္တပြေလာရှေ့ကြည့်တော့ဇာတိအဒိုနောက်ဆုံးနဲ့ကြည့်တော့မရဏဟာပါလေ ဗရဏပါ အခြားသာသေးတယ် ဒီပါပါ မသိခင်ချားတာလည်းဘုနာဆိုတာလည်းမရှိဘူး ရှိပါတယ်ဗျာ ဘုံမဲနာမဲဟုတ်လားရှေ့ကြည့်တော့ဇာတိနောက်ကြည့်တော့မရဏအလေမအိုနာရှိတဲ့ဒီဒုက္ခသာဘယ်မှာလဲချမ်းသာလဲဘုရား ကျမ်းသာပါဘူးဗျာ ရှိလားဒီဘုရားလုံးချမ်းသာဆိုတော့တကယ်ချမ်းသာစေဟုတ်လို့လား ဟုတ်ပါဘူးဗျာ ချမ်းသာစေဖို့လေရရှိကိုမြတ်ကဟောတာလေဇာတိပိဒုက္ခသရာတိဒုက္ခဗျာတိပိဒုက္ခမရဏတိဒုက္ခအဘိယေဟိတမေဝဒုက္ခပိယေဟုဘေဘောဒုက္ခယပိသနာတပတိတံပိဒုက္ခံသံခိတေရနာသုပိစုပါရဏခန္ဓာဒုက္ခဟောတာလားအဲ့တော့ဘယ်မှာလဲလို့ချမ်းသာအစစ်ဖို့ဘူးနဗိနခန္ဓာကိုနတ်ချမ်းသာအစစ်ဖို့ ဟုတ်ပါဘူးဗျာ ချမ်းသာအစစ်ဖို့ဘုနာတိရှိဘာလို့ရှိလဲ ဘုနာတွေရှိပါတယ် ဒီမှာပြည်ဒီမှာခန္ဓာတွေလည်းဘုနာတိရှိ ရှိပါတယ်ဗျာ အဲဒီဘဝဒုက္ခနဲ့ကြည်လာလို့ဘုရားရှင်ဇာတိပိဒုက္ခပြိတ္တတွေဘုရားရှင်စည်းရတယ်စည်းရလား သိရပါတယ်ဗျာ ဘာလို့လဲလူလည်းဘုရားလာတယ်ဇာတိပိဒုက္ခဘုရားဒုက္ခတွေရှိလား ရှိပါတယ်ဗျာ ဘာလဲချမ်းရှိလား ရှိပါဘူးဗျာ ယာတိပိဒုက္ခအနာယောဂါတွေနှိစ္စတာမရှိဘူး ရှိပါတယ်ဗျာ ဘယ်လိုလဲဆိုတော့ဆင်းရဲသက်သက်
ဟုတ်လားဟုတ်လား ဟုတ်ပါတယ်ဗျာ မရဏမိဒုက္ခတဲ့အားလုံးတည်ကြရအားလုံးက သိကြရပါဗျာ ရတယ်လို့ပြောတကယ်ချမ်းသာစေဟုတ်လို့လား ဟုတ်ပါဘူးဗျာ အဲ့ဒါသိရည်ဝယ်ပြောင်းတော့ခေါ်ချစ်ခင်တဲ့တော့ပုဂ္ဂိုလ်တွေခပ်ပါနေရတယ်လည်းစီးရဲမှာ သိရပါတယ်ဗျာ လူပြည်လောကမှာတော့ချစ်ခင်တဲ့ပုဂ္ဂိုလ်တွေခပ်ပါပြီးနေရတယ်မရှိဘူး ရှိပါတယ်ဗျာ ဒီဝယ်စီဝယ်ဝါဒီမှာချမ်းသာပြီးရတော့ပြီးရဝယ်ပြောင်းတော့အပိယနာပြောတော့ဒုက္ခကဲမချစ်မနေတဲ့လူနဲ့အတူနေရတယ်ဒုက္ခရေပါလေ ဒုက္ခပဲ ဒုက္ခမြေပြောနေတာဒီမှာလည်းချက်အဲ့တော့ဒီဒုက္ခတွေအားကြောင့်ရတာလေအာခေကေနာပိစုပါရဏခန္ဓာဒုက္ခခန္ဓာတွေမရဘူး ရပါတယ်ဗျာ ခန္ဓာပါပါလေ ၅ပါးပါဗျာ ခန္ဓာ၅ပါးရမှာပါ နားရပါတယ် အဲ့တော့ရတဲ့လူကဒီပြိဿသဘောဒေသနာမှာစဝိုင်းပေါ်မှာတည်ကြည့်လိုက်တဲ့အခါကျတော့တခြားအကွက်ထဲမှာလာနေ့အကွက်ထဲမှာလာ နေ့ခွဲထဲမှာပါဗျာ ခန္ဓာတွေဘယ်နှပါးရတာလဲ ၅ပါးရတော့ပါ ရတဲ့ခန္ဓာတွေကိုတုတ်တန်နည်းနဲ့ဆိုကြည့်ပါ နာယောအာယနာအာတာဝေဒနာ ဒါကတုတ်တန်နည်းခန္ဓာပေါ့တခြားခန္ဓာရတာလေ ခန္ဓာရတာ ပြီးတော့မှဒီနဲ့ဉာဏ်မြင်ခန္ဓာရောမရှိဘူး ရှိပါတယ်ဗျာ ဟောဝိပဿနာရှိလို့ဉာဏ်မြင်ရမယ့်သဘောခန္ဓာလေးတွေမရှိလားအဲ့တော့ပြီးတော့မှဒီနဲ့ခန္ဓာကိုပြောကြည့်ပါဦး ရူပေခန္ဓာဝေဒနေခန္ဓာဉာဉ်ရဲ့ခန္ဓာသေတာရဲ့ခန္ဓာဝိညာဉ်ရဲ့ခန္ဓာ ဉာဏ်မြင်ခန္ဓာအာဘခန္ဓာပါလေ ဉာဏ်ရဲ့ခန္ဓာပါ ဝိပဿနာဉာဏ်နဲ့မြင်တဲ့ခန္ဓာဒီခန္ဓာဒီဘုဒ္ဓနာရှိလား ရှိပါတယ်ဗျာ ဘုဒ္ဓနာမှာအောက်ပြတဲ့ဘောလျာလေးမရှိဘူး ရှိပါတယ်ဗျာ ဘောလျာလေးကိုနည်းနည်းလေးအိုက်တယ်ဘယ်ဘူးလဲ အိုက်ပါတယ် ခန္ဓာကိုချိုးလိုက်အာဘောလေချိုးရတဲ့တော့ခန္ဓာကိုစီးရတယ် သိရပါတယ်ဗျာ စီးရတာဘောအားရုပ်ရကောင်းပြန်လို့ဘယ်ကောင်းပြန်လဲ ရုပ်ရဲ့အောက်ပြန် ညောင်းရကန်ခဲပြီးတော့ခန္ဓာကိုမအောက်ပြန်ဘူးလား အောက်ပြန်ပါတယ်ဗျာ အဲ့ဒါခန္ဓာကိုရုပ်တရားရဲ့အောက်ပြန်ဘူးတခြားလားဘုဘခန္ဓာ ရူပေခန္ဓာပါ ဘုဘခန္ဓာဆိုတာရုပ်တရားပါရရပါလေ ရုပ်တရားပါဗျာ အဲ့တော့ဒီခန္ဓာကိုယ်ကြီးတည်နေတယ်သူတော်ကောင်းဒါကတက္ကာယခန္ဓာတဲ့ခန္ဓာပါလေ သတ္တယခန္ဓာ နောက်ကလေးလာလဲစားနေတယ်သူတော်စနေတရားမှားပြန်အဲ့တော့ဒီတက္ကာယခန္ဓာဆိုတော့ထင်ရှားမရှိဘူး ရှိပါတယ်ဗျာ ကိုင်းကြီးလို့မရဘူး ရပါတယ်ဗျာ ။အားရထင်ရှားရှိတယ်။ရုပ်လုံးရုပ်ခဲဝိပဿနာရှိလို့မရရပါမလား မရပါဘူးဗျာ ။ဟုတ်လားဒီခန္ဓာကြီးတည်ပြီးရင်ပညာခန္ဓာပါလေ ပညာခန္ဓာပါ ။တခုနေတယ်ကအမြင်နာမလေးတွေပြည့်တယ်တော့မရှိဘူး ရှိပါတယ်ဗျာ ။လက်လို့။ကောင်းလို့လည်းပြည့်။ဒီရွက်တွေ၎င်းလေးလက်တွေခြေထောက်တွေမှတ်တာ ဖွဲ့တာပါ ။တခြားလားအမြင်မဲ့ မမြင်မဲ့တာပါ တခြားလားပညာ ပညာတာလား ခေါ်လို့ကောခေါ်လို့ရ ရပါ ပညာမရဘူး ပညာတာပါ ဒီခန္ဓာရဲ့ပညာခန္ဓာခန္ဓာပါလေ ပညာခန္ဓာ ဝိပဿနာရှိခန္ဓာအဲ့တော့တက်တာရထင်ရှားရှိနေတဲ့ဒီယောဂယောဂရဲ့ပုံမှာဒီကောင်တို့ယောဂခန္ဓာရဲ့ပုံမှာဖောက်ပြန်တဲ့သဘောလေးတွေမရှိဘူး ရှိပါတယ်ဗျာ ဟိုတော့လည်းဖောက်ပြန်တယ်ဒီတော့လည်းဖောက်ပြန်တယ်ညောင်းညာကြိုက်ခဲပြီးတော့လည်းဖောက်ပြန်တယ်ဒီယောဂရာဒီခန္ဓာရဲ့ဖောက်ပြန်ဘူး ဟောပြပါတယ် အဲ့ဒီဖောက်ပြန်နေတဲ့သဘောတရားလေးကိုသွားကမ်းကြည့်ရ ရပါဘူး ရှားတဲ့သိရမလားဉာဏ်နဲ့သိရ ဉာဏ်နဲ့သိရပါ ဉာဏ်နဲ့သိရမယ်ရှေ့ကသူတို့ကခန္ဓာကိုယ်ရုပ်လုံးရုပ်ခဲရမိမိတို့ကနေ့စဉ်သင်္ကန်းနဲ့တွေ့နေတဲ့အချိန်မှာသူကတော့ခေါင်းကကြိုက်တယ်ဒီခေါင်းဆိုတာတခြားလားပညာ ပညာပါဗျာ တနည်းအားဖြင့်တက်ကထင်ရှားရှိတဲ့ခန္ဓာကြီးရုပ်ရည်ဒီထဲမှာကြိုက်တဲ့သဘောတရားလေးကရှေ့ကရာဂိုင်လုံး30လောက်ကြိုက်နေစီနောက်ထပ်လည်းညီမြင့်တယ်ရာဂိုင်လုံး15လောက်လည်းမြင့်မြင့်လာရာဂိုင်လုံး30လောက်လည်းမြင့်မြင့်လာကြိုက်ပါအဲ့ဒီကြိုက်နေတဲ့ဘောလေးဘောပရမတ်ဉာဏ်နဲ့ခန္ဓာခြားလာရောက်ရပေါ့ဗျာ ရုပ်ရဲ့ဟောပြမှုပါ အဲ့ဒီကြိုက်နေတဲ့ဘောတရားလေးရှေ့ကကြိုက်နေတဲ့ဘောတရားလေးက
ရှိပြီးတော့ပြည့်နောက်ထပ်ကဲကိုယေရှုကိုနောက်ကဲတဲ့ဘော်ဒီယာလေးအစားထိုးလာ ထိုးလာပါတယ် သူလည်းဖောက်ပြန်တယ်ဘာဖြစ်လဲ ဟောက်ပြန်နေတာပါ ယုတ်တရားဘာတရားလဲ ယုတ်တရားပါ အဲယုတ်တရားဖောက်ပြန်နေတယ်ဆိုတော့မတည်ငြင်းတဲ့ယုတ်တော်ရုံမောမွားလေးတရားပြသဘောခန္ဓာလေးဉာဏ်လေးခန္ဓာလို့ဆိုတယ်ပရမယုတ်တရားဖောက်ပြန်မှုလေးတွေကိုအစားအစာထိုးနေတာလေးတွေကိုတခြားနဲ့သိရမှာလဲဉာဏ်နဲ့သိရ ညာနဲ့သိရပါ ဉာဏ်နဲ့သိပြီးရင်ဒီခန္ဓာကိုယ်ကြီးကောင်းခဲ့တဲ့စကောင်းကြီးသွားကြည့်လို့များပညာလို့တောင်းတယ်ဘာတင်း တောင်းတင်းနေတာပါ ဉာဏ်နဲ့တော့ကြည့်လို့ကြည့်တာခေါင်းဆိုတာတော့ကြည့်တခြားလာရုပ်ပဲပေါ့ဗျ ရုပ်ရဲ့ပေါက်ပြန် ဟောရုပ်တရားနဲ့ပေါ့ဗျဆိုတာဒီလိုပါလားဟောတခုမတူရတဲ့အရှိရပေါ့ဗျမှုဘောတရားလေးညောင်းရံကန်းကန်းမှုဘောတရားလေးဖြစ်ပြီးတော့ပြည့်သွားသူတို့ကတော့ပြောမှဆိုလို့ရှိရင်မြင်ကံပါအောက်တဲတော်ရှိတာ ဖြစ်ပါတယ် အောက်ရေရစီတဲကံပါရေစားတစိစိတမောသူတို့ကတခြားလာပျက်စီးနေတယ် လက်သေးနေတာ အဲရုပ်တရားပစ္စည်းကိုငါယူသူတို့ကတစ်စက္ကန့်ရုပ်ပေါက်ပြင်ခရီး9ခရီးဘလောက် 9000 တစ်စက္ကန့်တော့မြန်လာတော့မြန်လာသူတို့ကရှားပြီးဉာဏ်နဲ့တည် ညာနဲ့သိရပါ ဉာဏ်နဲ့တည်အဲ့လိုသူတို့ပေါက်ပြင်နေတဲ့အစားထိုးနေတဲ့ဖြစ်ပေါ်နေတဲ့ပရမတ်ခန္ဓာရဲ့သဘောပရမတ်ခန္ဓာရဲ့ပေါက်ပြင်မှုလေးတွေကိုဒီနေ့ဉာဏ်နဲ့တည်ရမှာဉာဏ်နဲ့တည်ရ ညာနဲ့သိရပါ ဉာဏ်နဲ့တည်ရမယ်ကောင်းဆိုတဲ့ဒီပညာဒီခန္ဓာကြီးပေါ့သူတို့ကတော့တရားတွေတက်ကရရှင်းရှင်းရှိတဲ့ဒီခန္ဓာကြီးကိုတောင်းတင်းနေတယ်အဲ့ဒီမှာဖြစ်နေတဲ့သဘောလေးသဘောဆိုတာကလက်နဲ့ကင်လို့ရအောင်ဉာဏ်နဲ့တည်ရဘာနဲ့တည်ရမလဲ ညာနဲ့သိရပါ ဉာဏ်နဲ့ကြည့်ပြီးတော့ဒီခန္ဓာရုပ်ခန္ဓာရဲ့ရုပ်ခန္ဓာရဲ့ပေါက်ပြန်တဲ့ကရမခန္ဓာလေးတွေကိုချမ်းနဲ့တည်ရဉာဏ်နဲ့တည်ရ ညာနဲ့သိရပါ ရုပ်ကိုဘောပေါက်သွားပြီဆိုဒီဝေဒနာခန္ဓာရှိလို့ ရှိပါတယ်ဗျ ဘုဒ္ဓတာခံစားတဲ့သဘောလေးရှိလို့ ရှိပါတယ်ဗျ ကောင်းတယ်ကောင်းအလယ်နဲ့ခံစားမှုတရားရဲ့ဒုက္ခဝေဒနာချမ်းသာတာခံစားတဲ့သဘောလေးတွေအဲချမ်းသာတာခံစားနေတဲ့သဘောလေးတော့မှသူလည်းပဲရှေ့ရခံစားမှုသဘောတရားလေးတွေဖြစ်လိုက်ပြေးလိုက်အစားထုတ်လိုက်ဖြစ်လိုက်ပြေးလိုက်ပြောနေတာအဒုက္ခဝေဒနာလည်းထုတ်အလယ်နဲ့ခံစားနေတဲ့ဥပက္ခဝေဒနာလေးလည်းထုတ်အဲဒီကတော့နန္ဒီယဘာတွေရပါလဲ ညာတရားပါ အဆိုဘုဒ္ဓတာမှာကောင်းကောင်းခံစားတဲ့သဘောလေးရှိတယ် ရှိပါတယ် အခြားလားဉာဏ်မြင်ခန္ဓာ ညာမိကနာပါ အဲ့ဒီသဘောတရားလေးနဲ့အမြဲတမ်းတည်မြဲနေပါမတည်မြဲဘူးလည်းဖြစ်ပြီးပြည့်နောက်ကခံစားမှုတွေအစားထိုးဖြစ်ပြီးပြည့်ချားလက်ကြည့်အောင်ဉာဏ်နဲ့ကြည့် ညာနဲ့ကြည့်ရပါ တည်ရဲတာဘုဒ္ဓတာမှတ်သားတဲ့သဘောတရားလေးရှိတယ် ရှိပါတယ်ဗျ ရှိတယ်အဲ့ဒီမှတ်သားနေတဲ့သဘောတရားလေးတွေကလည်းရှိမှတ်သားနေတဲ့သဘောတရားလေးတွေဒါကတော့ပြေးလိုက်အစားထိုးလိုက်ပြေးလိုက်အစားထိုးလိုက်ချားနဲ့တည်ရမှာဉာဏ်နဲ့ပဲ ညာနဲ့သိရပါ ဒီကနေ့ကပြုပြင်မှုသဘောတရားလေးရှိဘူး ရှိပါတယ်ဗျ ချိုးရည်တို့တော့ဘာလို့ ပြုတ်ပြင်းနေတာပါ ပြုပြင်ပေးနေတာဘာလို့လဲလဲ ပြုတ်ပြင်းပေးနေတာ ပြုပြင်နေတာပြုပြင်ပေးနေတာချိုးတော့ရက်ခမယ်အခုတည်းကသင်္ခါရခန္ဓာပြုပြင်တဲ့သဘောတရားလေးရှိလား ရှိပါတယ်ဗျ ဝိညာဉ်ရဲ့ခန္ဓာသိမှုသဘောတရားလေးရှိ ရှိပါတယ်ဗျ ဒါကဉာဏ်မြင်ခန္ဓာဘာခန္ဓာပါလဲ ညာမြင်ခန္ဓာပါ အဲ့တော့ဒီကောင်တို့ရတယ်ဘဝခန္ဓာမှာသမျှရှိတာကတော့ယုံနဲ့နာအကျဉ်းကြီးတော့ခန္ဓာနာရူပခန္ဓာ ဝေဒနာခန္ဓာသိဉ္ဇခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာ အာသာဒီတို့ပရမဉာဏ်မြင်ခန္ဓာယုတ်တရားကလည်းဖြစ်ပြီးတော့ ဖြစ်ပါတယ်ဗျ ဝေဒနာခန္ဓာရဲ့သင်္ခါရခန္ဓာရဲ့သင်္ခါရခန္ဓာရဲ့ဝိညာဉ်နဲ့ခန္ဓာရဲ့ဆိုတာကတော့နန္တရားဘာတရားပါလဲ ညာတရားပါ ဒါဆိုရင်ရှိတာကခန္ဓာ ငါးပါးပါ အခြေချုံတော့ ယုံနဲ့နာပါဗျ ယုတ်တရားတော်မှာဖြစ်ပြီးတော့ပြက်ပါလေတယ်ဆိုဒီနန္တရားတွေကမရဲပါ မမြဲပါဘူးဗျ ရဲဘူးယုတ်တရားနဲ့နန္တရားရဲ့ပစ္စည်းမှုမှာသူတို့ကတော့တစ်စက္ကန့်ကိုဂရေတသိတစ်စက္ကန့်ကို ဂရေသသိပါ အဲ့ဒီမှာသူတို့ကတော့ဖြစ်မှုပြမှုတွေမြင်နေတဲ့ရုပ်ခန္ဓာရဲ့ပ
ရမခန္ဓာရဲ့သဘောတရားလေးကိုဉာဏ်ကလေးနဲ့ဒီကဖြစ်ပြရှုရမှာအလိုရပါပါလေ ဖြစ်ပြရှုရမှာပါ အဲ့တော့ဒီခန္ဓာလေးမှာယောက်ျားမိန်းမပုဂ္ဂိုလ်တ attva တွေရှိလား မရှိပါဘူးဗျာ ရှိဘူးရှိတာခန္ဓာ၅ပါးလေရုပ်နဲ့နာမ်မရှိအတွင်းတော့အဲ့ဒီပြောနှိပ်ပြရမှာရေးထားတယ်ဒုက္ခသစ္စာဘာသစ္စာ ဒုက္ခသစ္စာ ဒီခန္ဓာ၅ပါးရဲ့ဒုက္ခသစ္စာဒီထဲမှာယောက်ျားမိန်းမပုဂ္ဂိုလ်တ attva တွေမရှိဘူးတရားမြတ်မှာဖန်သိခြင်းဘာမှမရှိတခြားနဲ့သိလိုက်တယ်ဉာဏ်နဲ့သိတာလား ဉာဏ်နဲ့သိတာပါ ဉာဏ်နဲ့သိတာတဲ့ရတယ်ဘဝခန္ဓာတွေတော်တော်ဒီခန္ဓာကြီးဒီကလေးအကျိုးတရားဘာတရားပါလဲ အကျိုးတရားပါဗျာ ဟောအကျိုးခန္ဓာဘာခန္ဓာပါလဲ အကျိုးခန္ဓာ အကျိုးခန္ဓာဆိုတာအကြောင်းမရှိဘဲနဲ့တော့အကျိုးတရားဖြစ်နေမှာလား မပြနိုင်ပါဘူး ဖြစ်တယ်လို့ဆိုလို့ရှိရင်အဲ့ဒီအကြောင်းတရားကဘယ်တော့မှအကြောင်းတွေလို့ဘယ်တော့သိဖို့ရည်ကြည့်လိုက် ကြည့်ရတယ်ဗျာ တိပေါ်တယ်မှာလေဝိဇာတဲ့ သင်္ခါရ စဝိုင်းပေါ်မှာရှိနေတာဒီမှာချတယ်။အော်တော့အတိတ်ရောက်ပြီလို့ဒီသဘောပေါက်။ဝိဇာသင်္ခါရဝိဇာသစ္စာကိုသိမယ်ကံသင်္ခါရတွေအတိတ်ကမကြိုးစားဘူး။ ကျိုးသားခဲ့ပါတယ်ဗျာ ကြိုးစားတယ်လို့ဒီကောင်တို့ဘောညာပြီးသင်္ခါရအားလို့ဆိုတော့ဒုက္ခနာမရဘူး ရပါတယ်ဗျာ ။ခန္ဓာဘယ်နှပါး ငါးပါး အတွေ့တော့ဘာသစ္စာ ဒုက္ခသစ္စာပါ အဲ့ဒီဘောညာပြီးသင်္ခါရကိုယ်တော်ကောင်းကိုကိုလိုက်တော့အဲ့ဒီမှာနတ်ခန္ဓာတွေမရဘူးလား ရပါတယ်ဗျာ ။နတ်တွေလက်ခန္ဓာဘယ်နှပါး ငါးပါးပါဗျာ အတွေ့တော့ဘာသစ္စာ ဒုက္ခသစ္စာပါ အတိတ်ကမသိမှန်မှာအကုသိုလ်တွေလုပ်လာမယ်ဆိုရင်တော့နေ့ဝတ်ထဲမှာကျန်ဒီဝတ်ဒီပွေးတွေဖြစ်နေရတယ်။ဆရာအပေရောက် ဘယ်ရောက်တာပါဗျာ တော့ဘောလို့ဆိုသူတို့ကတကယ်အရှုံးမမှားအားလည်းပါလေ အရှုံးသမားတွေ ဒီကနေ့သာသနာ့ရဲ့ဘုရားသစ္စာတရားတွေနာကြားနိုင်တယ်သူတို့ကနားရှိ မရှိပါဘူးဗျာ ရက်ကလေးတွေဘုရားလေးတွေမှာနားမရှိဒါပေမဲ့သစ္စာတရားကိုနားနိုင်လောက်တဲ့နားမရှိရှိလား ရှိပါဘူးဗျာ မရှိတော့တော့သစ္စာသိတယ်ဟုတ်လား မသိနိုင်ပါဘူး သစ္စာတော့မသိဘူးလေတော့ရနိုင်ပါမလား မရနိုင်ပါဘူး ဒါဆိုရင်သစ္စာတရားကိုဘာလို့သူကအရှုံးလို့မှတ်တယ်ဘာလဲဘာလဲ အရှုံးသမားသက်သက်ပါ အဲ့တော့သူတို့ကတရားဟောတရားလို့လူ့ဘဝရတာတာနဲ့ဘုံလေးပါသစ္စာမှာသိအောင်ကြိုးစားနေလို့ဆိုရင်တန်တရားလဲနေလို့ဆိုတော့ဥနာတိတွေမထားဘူး ထပ်ပါတယ်ဗျာ ဘဝတိုင်းသူတို့ကရှုံးနေရှုံး ရှုံးပါတယ်ဗျာ သူတို့ကရှုံးမှမဖြစ်နေတယ်ဆိုတော့နိဗ္ဗာန်ဆိုတဲ့ချမ်းသာရအောင်ကြိုးစားမှာကြိုးစားအောင် ကျိုးသားမှာပါ အဲ့တော့ဝိပဿနာတရားတွေမှာကြိုးစားမှုတွေမရှိသေးဘူးလို့ဆိုလို့ရှိရင်ရတာတဲ့သူတော်ကောင်းဘဝခန္ဓာတွေကိုတဏှာနဲ့ဘယ်လိုကြီးမလား လူချင်းပါတယ်ဗျာ အဲ့ဒီမှာတော့နေ့အကွက်ကနေပြီးတော့အကွက်ကိုပူသွားပြီးဝေဒနာပစ္စယ ခဏ ဝေဒနာပစ္စယ ခဏ တဏှာဆိုတာတရားလို့လိုချင်တယ် လူချင်းနာပါဗျာ ဘာလို့လိုချင်ခြင်းပဲနဲ့ပေါ့တဏှာရဲ့ပုံတရားအဲ့တော့သူတော်ကောင်းရတဲ့ကိုယ့်ဘဝဒုက္ခနာမှာခန္ဓာ၅ပါးဆိုရင်ဒီလိုသာသမီမြင်မြင်တဲ့ခန္ဓာလည်းခန္ဓာဘယ်နှပါး ငါးပါးပါဗျာ အဲ့သာသမီမြင်မြင်တဲ့ဘာသစ္စာ ဒုက္ခသစ္စာပါ ဒုက္ခသစ္စာအဲ့ဒုက္ခသစ္စာကိုဒုက္ခသစ္စာမှမသိတော့သူတော်ကောင်းရတဲ့ဘဝခန္ဓာတွေကိုယ်တဏှာနဲ့လိုချင်တယ်လိုချင်လား လူချင်းပါတယ်ဗျာ လိုချင်ဆွဲလန်းမှုတွေလာပြီးအနာပစ္စယဥပါဒဆွဲလန်းမှုတွေလာဈာနာလောဘ လောဘပါ အနာဆိုတော့လောဘဥပါဒဆိုတော့လောဘအကြီးဆုံးအဲ့တော့ဥပါဒပစ္စယကာမဘဝဟောလေ ကာမဘဝ ကာမဘဝဆိုတာယခုပြတဲ့ပစ္စုပန်ကတော့ကံကြောင်းတရားတွေနဲ့ကြိုးစားမှုလား ကျိုးသားပါတယ်ဗျာ ကြိုးစားလိုက်တဲ့အခါကျတော့ဒီလိုကောင်းလို့ကာမဘဝပစ္စယ ဇာတိ တရားခန္ဓာတွေရ ခန္ဓာတွေရတာပါ ခန္ဓာတွေရမှာခန္ဓာတွေရပြီဆိုလို့ရှိရင်ဒီလိုကောင်းလို့ဇာနဲ့မရဏဥဒေရောမလာဘူး လာပါတယ်ဗျာ ဟောဥဒေတွေပဲလိုတဲ့ဒီလိုကောင်းလို့တန်တရားမရဘူးလား လေရပါတယ်ဗျာ အဲ့တော့တန်တရားလေးရှောင်းလို့မှဒီလိုကောင်းလို့ငင်္ဂါဘာလို့သက်စီလို့ကဘုရားရှင်ရတော့ပေါ့မသွားဘူးလားအဲ့ဒီရှင်တော့တရားဟောတရားတွေသစ္စာသိခဲ့တယ်ဆိုဒီကနေ့နေပါရောက်နေပြီပေါ့အဲ့ဒီရှင်တော့ဘယ်ရောက်ပြောနေပါဘုရားဘယ်ရောက်နေမှမသိဘူးဘုရားစဉ်းစားတယ်အဲ့တော့သုံးသက်တော်တန်တရားထဲမှာကျင်းတဲ့တရားတော့မှန်တယ်တိုးတော်လည်းဘုရားကိုကြောခိုင်းရင်ခံနေမှာ
ခိုင်းလား ခိုင်းပါတယ်ဗျာ ဒီနေ့သာသနာနဲ့တွေ့ဒီသာသနာကိုကြည်ညိုတဲ့ပုဂ္ဂိုလ်တွေမရှိဘူး ရှိပါတယ်ဗျာ သစ္စာတရားတွေသိအောင်ကြိုးစားအောင်မှမသိတဲ့ပုဂ္ဂိုလ်တွေမရှိဘူး ရှိပါတယ်ဗျာ ဒီလိုနဲ့ပဲတရားလျောင်းမယ်ဆိုတော့ရှုံးပါ မှန်လားပါ ရှုံးလား ရှုံးပါပါဗျာ အဲ့တော့ရှုံးသမားမဖြစ်စေနဲ့အရာလုံးကပြောလို့တန်တရားထဲမှာကိုရင်းတဲ့သင်ခြင်းသဘောတရားတွေနဲ့ထားတဲ့တရားတကယ်ချမ်းသာအစစ်ကိုရပါဘူး ရပါဘူး ဒီကနေ့တရားတွေမှာလည်းလိုက်စားပြီးသစ္စာတရားတွေသိအောင်ကြိုးစားနေခြင်းဟာပုံမှုနာမသိမှုဆိုတဲ့တန်တရားတွေကနေလုံမြောက်ချင်လို့ချမ်းသာအစစ်ကိုရှာနေတာ မှန်လားပါ ဘာလို့ရှာလဲ ချမ်းသာသိကိုရှာ ချမ်းသာအစစ်ဆိုတော့ရရှိကိုလည်းကလည်းဘုနာတဲ့ချုပ်တဲ့နိဗ္ဗာန်လို့ဟောထားဘူး ဟောတာပါ နိဗ္ဗာန်ပရမဒုက္ခနိဗ္ဗာန်ချမ်းသာတော့ပဲနိဗ္ဗာန်ကပါလေ ချမ်းသာသူ ကဲအစေရတော့ပါလေ မရဲပါဗျာ ဟုတ်ပြခန္ဓာပါလေဘယ်ခန္ဓာရဲ့အစီအမပဲလူဘဝရဲ့နတ်ဘဝရဲ့ဒီမှာဘဝရဲ့အေပရိစ္ဆန်ရဲ့ဘဝပဲရရအခြားလားစီးရင် သိရဲပါ အဲကြောင့်ဘုရားဟောတာလေအခြားသာတော့နိဗ္ဗာန်ပရမဒုက္ခနဲ့နိဗ္ဗာန်ချမ်းသာတော့ချမ်းသာတော့မရှိဘူးဟောတာကဲစီးရတော့ပါလေ ခန္ဓာပါ ဟောတာလေခန္ဓာအမဒုက္ခနာမနတ္ထိဒီခန္ဓာတော့စီးရတာမရှိဘူးဟောမတာပါ ဟောတာပါ အဲ့ဒီလေခန္ဓာ၅ပါးဒီမှာလည်းခန္ဓာ၅ပါးလူတွေလည်းခန္ဓာ၅ပါးအပင်ရဲ့ရောလည်းအိဒရိစ္ဆန်တွေလည်းခန္ဓာ၅ပါးအတွင်းတော့ဘာသစ္စာ ဒုက္ခသစ္စာပါ ဒီခန္ဓာရမှာတော့ချမ်းသာပါလားဆင်းရဲပါလား သိရဲပါပါ ဆင်းရဲမယ်ဆိုတော့ဒီချမ်းသာဆင်းတဲ့ဝိနည်းအဲ့တော့ဒီကနေ့တော့ဘုရားကနာနဲ့မကြော်ဘူးလား ဟုတ်ပါတယ်ဗျာ သာသနာ့ရဲ့ကြောင့်ရဲ့မှာအရှုံးသမားမဖြစ်စေနဲ့ပါလေ ရှုံးသမားမဖြစ်သေးနဲ့ ဟုတ်ပြီဗျာဒီရတော့မနောက်တော့တော့လို့ရတဲ့ဘဝမှာတည်းဒုက္ခသစ္စာမှသိပြီဆိုရင်တော့အရှုံးသမားမဖြစ်စေတဲ့တရားမှလွန်မြောက်တဲ့နိဗ္ဗာန်ချမ်းသာကိုရအောင်ကြိုးစားရမယ် မှန်လားပါဗျာ ။ဘယ်လိုရအောင်ကြိုးစားမလဲ နိဗ္ဗာန်ချမ်းသာကိုရ ။အဲ့လိုတော့ဘုရားသာသနာနဲ့ပြုလို့မဲ့ရှုံးသွားတဲ့သာရကတစ်ခုကိုကြည့်မယ်ဆိုရင်ဥစ္စရဘောရမဘုရားမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဘာယရတိမိဂရာကြောင့်မှာကိမောဝလေဝသံဃရောမူစေအခါဘာယရတိပြည်တဲ့ဗျာ။အာဘိပါလေ ဘာယာနတိပြပါဗျာ ဘာယတတိမိဂရာဝကြောင်းတိုင်းမှာမျက်စိဘုရားသာသနာပြုပြီးနေတယ်။ဘာလို့နေတာပါလဲ သာသနာပြုနေတာပါ ။အာရဏဘုရားပြမတ္တဓမ္မလေးသစ္စာရေးနဲ့စက်တွေတိုင်ပြီးတော့နာတရားဝဲဥက္ကာကလူမျိုးနဲ့နိဗ္ဗာန်ချမ်းသာကိုရသစ္စာတရားတွေအမြဲတမ်းနေစဉ်ဘဝထဲမှာဟောနေသည်။တရားသာသနာပြုနေလား ဒီနေ့ပါတယ်ဗျာ ။အခြားသာဆုံးမနေတာ သုံးပါနေတာပါ တရားနဲ့ဆုံးမသစ္စာတရားတွေဒီဘုရားရှင်ဘုရားဟောပြီးတော့သာသနာပြုပြီးတော့နေတဲ့အချိန်တဲ့အဲ့တော့ဘာယမတိမြို့ထဲမှာပါလေ ဘာယာနတိမြို့ထဲမှာ အဲ့တော့ဘာယမတိမြို့ထဲမှာတော့ရပ်ကွက်တစ်ခုမှာတော့တတိဇနီးမောင်နှံရှိသည်ပြောကြည့်ပါဦး တသေးသမီးကောင်းနာကြ အဲ့ ည့် တော့တတိဇနီးမောင်နှံတော့ဘလောက်ချမ်းသာတယ်ဆိုတော့ဂရေ80လောက်ပါလေ ဂရေ80ပါ တော့ဘာပြောလို့ဘုရားတရားကောင်းတော့ဘောပြပြီးတော့စိတ်ဥစ္စာတွေပြည့်စုံပြီးတော့နေတဲ့သူတို့မှလည်းသာဂလိတရားရှိတယ်။သာဂလိ ရောက်ပါ အဲ့တော့သာဂလိတရားလည်းရှိတယ်ဆိုတော့ဒီသားလေးကိုဒီမိဘတွေချစ်ပါလားချစ်ပါ ရှင်းပါပါဗျာ ချစ်မယ်တဲ့သူတို့ကတော့ချစ်မယ်ခင်ဗျာတခြားလားတဏှာလား မနာပါဗျာ သားလေးကိုသူတို့ကတော့ချစ်တယ်ခင်တယ်ဒီသားလေးကိုသူတို့ကတော့ပုဂ္ဂိုလ်နဲ့ဆွဲမှုတွေကိုပြုတယ် ပြုပါတယ်ဗျာ အားလေးပြောတယ်ဗျာအဲ့တော့ခြေလုံးတော်တော်ကောင်းလို့ပြည်80ချမ်းတဲ့စိတ်ဥစ္စာတွေရှိပါလေရဲ့ဒီသားလေးကိုပညာတွေနဲ့သင်မပေးပါသင်ပေး မပေးပါဘူးဗျာ ဟောသားသမီးကိုရှိပ
ညာသင်ပေးဘာလို့ရမလဲ ပညာသင်ပေးရမှာ ဘောဘာစရိယမိနစ်မှာလက်ဖို့စရာညီထိုက်စွာဘောဘာစရိယမိနစ်ပါဘုရားတာသမီးကိုအရင်ဆုံးဆုံးအားပြီးဒီလိုနေရမယ်ဒီလိုနေရမယ်ဒီလိုပြောရမယ်သမီးစားရတော့ဘယ်လိုစားရမလဲစသဖြင့်သင်ပေးတာအခြားမိဘနှစ်ပြား ပြီးလာပါလေ မိဘနှစ်ပြားသားကလေးကိုချစ်လို့လိုက်ပညာတွေလည်းသင်ပြီးတော့ပြေဖို့တဲ့သူ့ဘဝတစ်သက်စားတော့ပေါ်လဲအောင်စိတ်တွေကပေါ်နေတော့အဲ့ဒီတတိယစနစ်မှာသားကလေးကိုပညာသင်ပြီးတော့သားကလေးမှာအသိပညာတွေရှိပါ မရှိပါဘူးဗျာ ဒီစေကောင်းပါပညာရှာရမယ့်ချိန်တဲ့ဘာလို့ရမှာပါလဲ ပညာရှာမယ် အဲ့တော့ပညာရှာရမယ့်ချိန်မှာမိဘတွေကပညာသင်ပေးတယ် ပေးပါဘူးဗျာ ပြမပေးဘူးငယ်တော်ကသာကြီးတော်ကြာကျောက်စီကောင်းလား ကောင်းပါလေဗျာ သားသမီးတွေရှိရင်ဘယ်လိုလဲတဲ့တော်စင်တော့ငယ်တော့တော့မိမိတို့ကအဘိုးတွေဘွားတွေရဲ့ပြည်တဲ့ပြည်တွေကသားသမီးတွေကိုမရရင်မတိုးရင်တော့တော့ချစ်လိုက်တာကြီးလာတော့ပြောလို့မရတော့ဘူးရသေးလား ရတော့ပါဘူး အဲ့သားသမီးတွေတော့မရှိဘူး ရှိပါတယ်ဗျာ ရှိတယ်ဘုရားဆိုရင်တစ်ထည့်နဲ့ပဲချင်းပဲသွားလို့ပဲတော့မှမသိဘယ်ထားသွားလို့ဘာမှမသိပြောလို့ဆိုလို့ကမရမရှိလား ရှိပါတယ်ဗျာ အဲ့တော့တော့ငယ်တော့တာသားနဲ့ကြီးတော့ကြားထင်ကြောက်စရာကောင်းတဲ့သားသမီးတွေဖြစ်နေတာမရှိဘူး ပြည့်နေပါလေ ငယ်တော်ကသမီးကြီးတော်မီတဲ့ငယ်တော့သမီးလေးချစ်လိုက်တာသမီးနဲ့ချစ်လား ရှိပါတယ်ဗျာ ချစ်လိုက်တဲ့သမီးလေးတော့ကြီးတော့ပြောဆိုနေဆုံးမလို့မရမိချင်ဦးတယ်ဗျာကြောက်စရာကောင်းလား ကောင်းပါတယ်ဗျာ ဖြစ်ရတာကတော့ငယ်တော်ကသာကြီးတော်အားဘာလို့ပါလဲသာသာငယ်တော့လည်းချစ်တယ်အာမီကိုချစ်ပညာရေးသင်ပေးတယ်အတိလေးပါးညာပညာတွေဘုရားဘာသာပဲဆိုဘုရားဘာသာပဲအဲ့ဒါရောလာမိမာရင်ကြီးတဲ့သာသမီတွေဖြစ်အောင်သင်ပေးတယ်တဲ့ကြီးလာတယ်တော့အဲ့ဒါလေးမိမာတော့မိဘတွေအားမို့ အားကိုးပါပါတယ် လက်လက်ဒီလိုပြရတယ်လက်လက်ပါလက်တိထောင်ပြတာဟုတ်လားဟာပါလေကျွန်တော်ကမြေလက်တိထောင်ပြတာငယ်တော်ကသာကြီးတော်အားတဲ့ဒီပါလေအားမလို့တဲ့သာသမီတွေဖြစ်ဖို့အရင်ကြီးပါ ပြပါတယ်ဗျာ ငယ်တော်ကသမီးကြီးတော်ဖြီးတဲ့အရေးကလေးကိုအင်းညာဒီပါလေလည်းပြီးတော့အရာအလုံးဒီပါလေကိုဆောက်ရှောက်နေတဲ့သမီးရတနာလေးတရားထီးလေးကိုအင်းညာတဲ့သမီးလေးတရားဖြစ်ဖို့အရင်ကြီးပါအရေးကြီးတယ်ဗျာအဲ့ဒါတော့သာသမီတွေကိုချစ်တယ်ဆိုလို့ရှိရင်အလိုလိုက်ရမလားတုံးတယ်ဆုံးမရမလား သွန်သင်ဆုံးမရ အဲ့ဒါလေးကိုဘောတော့ဘောပေါက်ပါဗျာဘောသာသမီးကိုချစ်တယ်ဆိုရင်ပညာတွေသင်ပေးရတယ်အသိဉာဏ်မှာဉာဏ်ပညာတွေပြည့်အောင်ပြောဆိုပေးရမယ်အဲ့ဒါတော့ပြည်စံဒီတလေးစနီးမှာသာသမီးကိုပညာသင်ပေးလို့ဘာလို့လဲဆိုတော့ဟိုမျိုးလည်းပါရှိတယ်အတိအမောအကအမောတို့ကတော့ဘယ်တယ်ဘာတွေ မင်းလည်း ဒုတိယလို့ဆိုတိတဲ့ပုဂ္ဂိုလ်တွေအိမ်မှာခေါ်သားကလေးကိုသင်ပေးတယ်အတိအမောအကခေါ်တယ်သင်မပေးလား သိပေးပါတယ်ဗျာ သူတို့လည်းပဲအဲ့ဒီအသားကလေးကိုသင်ပေးရင်သားကလေးကကလေးဆိုတော့တို့ကတော့ဒီတိတာခေါ်တဲ့ကြီးနေပြောတာပေါ့ဗျာမပြောဘူးလားတို့ကတော့ကလေးလေးကိုချော့တယ်ဘယ်လိုလုပ်ယောက်သားကြီးရောကောင်းနေကြီးဟုတ်တယ်နော်အလိုလိုက်တာမျိုးလိုလိုက်တာဒါကလေးတွေတော့ပညာသင်ခြင်းရောက်လာတဲ့အခါမျိုးလုံးတွေအားနဲ့ပြီးတော့ပလင်းခေဝဲလောက်ကြီးများမှရှိတတ်ပြီးတော့ပညာသင်ရတဲ့ပဲဘောပါလား ဟုတ်ပါတယ်ဗျာ တိတ်အလိုလိုက်နေတိုးတက်တဲ့အောင်ပစ္စည်းတိုးတက်တဲ့အောင်လည်းမဖြစ်နေတာ ပြည့်စည်နေတာပါ အဲ့တော့ကလေးတွေပြီးတော့လေးကြည့်တာအဲ့တော့ဒီမောကကုန်းတဲ့အချိန်တွေကောင်းပြီးတော့နေလာရင်တော့ကောင်းလို့တို့လိုပဲဗျာဟိုဘက်ရောက်မှလည်းတတိစီမျိုးမှရှိတယ်သူတို့လည်းလမ်းလေးကိုချတယ်အာရဒီမျိုးနဲ့အမျိုးတွေမှာပါ အားရလည်းသိမျိုးလား တစ်ခါကတည်းကလမ်းတစ်ခုကျော်မှလည်းတတိစီမျိုးမှရှိတယ်သူတို့ကတတိကလေးတရားလို့ရှိတယ်အားရပါလား ဒီနေ့တယောက်တည်း ဒီကလေးကလည်းခန္ဓာပါ အားပါပါ သစ္စာ ဒုက္ခသစ္စာ ဟောဒီလေးကိုတ
နာနဲ့မခင်ဘူးလား ဒီပါတယ်ဗျာ မချင်းဘူးလား စစ်ပါတယ်ဗျာ ဘုရားဆွမ်းလာမှုတွေလာလား နားပါတယ်ဗျာ အေးတမီးလေးကိုအလိုလိုက်ပြီးသူကလည်းပညာနဲ့သင်မပေးပါဘူးလေသင်တယ်လား ဒီမေးပါဦး အဲ့ဒါတတိယဆိုတော့သူတို့ကလည်းဗလေး80ချမ်းဒီဘက်ကတတိယဒီမောင်တားလေးတွေကဗလေး80ချမ်းတာဟောဘက်ကလည်းတတိယစီးမှုတမီးလေးတွေရောသူတို့ကစစ်စစ်ဗလေး80လောက်ပါလေ ဂရေ80မှာ အဲ့တော့သူတို့ကတော့ကြည်စားဒီဘက်ကမိဘတွေကြည့်လို့တတိယစီးမှုကိုကြည့်လို့တာသမီးတွေကိုအလိုလိုက်ဟောဘက်ကသူတို့ကတော့တတိယစီးမှုကိုကြည့်လို့တာသမီးကိုအလိုလိုက်ပြီးတော့တမီးလေးကိုပညာသင်ပေးဖို့ဘုလည်းပဲပြောပါပြောပါနေအချိန်ကောင်းနေတာအချိန်ကောင်းနေတာအလိုလိုက်ပါလေ ခြေကုန်းနေတာပါ ဒီဘက်ကလည်းတတိယစီးမှုမှာတာလေးတယောက်ပညာသင်ပေးဒီဘက်လည်းကတတိယဂရေ80ချားတာတတိယစီးမှုမှာသူ့တတိယကလေးတယောက်ရှိတယ် ဒီပါတယ် သူ့သမီးလေးကိုလိုလိုက်ဒီပညာလေးသင်ပေး မေးပါဦးဗျာ ဒီမှာပဲဒီမှာပဲတော့ဘာလို့တတိယလေးကိုလိုလိုက်ချားဘဝရရွယ်ဒီဘက်ရရွယ်ဒီဘက်လည်းဘဝလည်းဒီလိုရှိလား ဒီပါတယ် အဲ့ဒီလိုဒါသမီးတွေကတော့အရွယ်တွေရောက်လာအရွယ်ရောက်လာလားနားလေးလေးဒီမှာပြောင်းလာရှိတာကျန်စီတာပြီးတော့အားလို့ပြတ်အဲ့တော့ဒါသမီးတွေကတော့ဒီတိုင်းနေမှာအရွယ်တွေရောက်လာလား ရောက်လာပါတယ်ဗျာ ဒါသမီးတွေပြောရမှာလို့ ထိမ်းများပါဗျာ စဉ်းစားကြပါစဉ်းစားကြတယ်အဲ့တော့ဘာမှတလေးစီမှာဘယ်ရောက်ဒီဘက်ရောက်ကဘယ်တော့တလေးကလည်းစစ်စစ်ခြားလာတာကလေးတွေဒီဘက်ရောက်ကလည်းစစ်စစ်ခြားလာတယ်တလေးစီမှာသမီးကလေးတွေရောက်အရွယ်ရောက်တော့အိမ်အောင်လေးချပါလေအားလုံးပါလေ ဒီနောက်ချပေးပါ အာဝါဝိဝါအဲ့ဒီတလေးပေါ်တာလည်းဒီသားတော်ရဲ့စတိမှာဖြစ်အဲ့တော့ဘဝမိဘဒီဘဝမိဘလည်းဒီမှာအသက်အရွယ်ကြီးရဲ့လာပြီမရဘူးလားမလာဘူးလား နားပါတယ်ဗျာ အသက်အရွယ်ကြီးဒီခန္ဓာရဲ့လည်းနေပါ နေပါဦးဗျာ အဲ့တော့အဲ့ဆိုလိုက်ပါပြိုသမျှဟိုရမယ် ဒီဦးသမျှဟူရမယ် ဟောဘလောက်အသက်အရွယ်ပြည့်နုတယ်လည်းပြောတယ်ဒီနေ့ကျတော့ရှိဟိုရမှာလားဟိုရမှာ ဟူရမှာပါဗျာ အဲ့ဆိုလိုက်ပါမာသမျှနာရမယ် မာသမျှနာရမယ် တော့ကျမ်းပါရေးကောင်းတယ်အဲ့ရခန္ဓာပြီးနာရပါတယ်နိစ္စမလားနိစ္စမလား သိစေမှာပါဗျာ လက်ဆိုလိုက်ပါနေသမျှနေရမယ် ဒီသမျှသိရမယ် တော့တည်းရာလို့ရှိနေစတဲ့ဒီဘလောက်ပဲနေရတယ်တော့ပါရင်တော့ဆုံးမတရားမှာတရား သိရမှာပါဗျာ အဲ့ဒါလည်းဘာသာခန္ဓာရဲ့အစဉ်ဘယ်ရစမလဲ ခန္ဓာရဲ့ဒီမှာ ဒါဆိုလည်းယူသမျှဟိုရမယ် ဒီဦးသမျှဟူရမယ် အာသမျှနာရမယ် မာသမျှနာရမယ် နေသမျှနေရမယ် ဒီသမျှသိရမယ် အဲ့တော့သာသမီတွေကတော့ချမ်းတယ်ဘုရားမိဘဒီမိဘအဖေအမေတွေကတော့တာရွယ်ကြီးပြီးတော့နှစ်ဖက်စလုံးမိဘတွေရှိတော့ဒေဘုံမီအဲ့ဒါဒီလည်းတော့မရှိတော့ဒီဘက်ကိုဒီလည်းတော့မသိတော့ဆိုဖြစ် နေပါဦးဗျာ ဟုတ်လားအဲ့ရွယ်ကြီးတော့မိဘတွေဒေဘုံမှာ မေးကုန်ပါတယ်ဗျာ အဲ့တော့ဒီလည်းတော့ဘယ်လိုလဲအဲ့ဒါကစတိမောင်တဲ့တရားတတိယရာလို့ပြအာရမယ်အဲ့တော့ဘယ်တော့စတိမောင်တဲ့တရားတတိယရာလို့ရပြီးနှစ်ပတ်လေးပါဘယ်လိုရတော့ဂရေ160ဂရေဘလောက် 160 အဲ့တော့ဂရေ160ကရတယ်ခါကျတော့အဲ့ဒီစစ်စစ်နေတော့ဘုံပြောမှုနဲ့စတိမောင်တဲ့နေရာလိုက်တာတဲ့တတိယဆိုတော့ရှင်ဘင်းရဲ့ထံကိုကလေးကို3ခါခါစားပါလားမလို့ရပါလေ လုံးပေါက်ခါသားဝင် ဒီလောကတိရဲ့ရှင်ကြီးနဲ့ပါပြီးတော့ခါစားပါအဲ့ဒီလိုတော့နေစနေစခါစားဝင်ရတဲ့အခါကျတော့ရွာရဲရတဲ့ခါလည်းတော့ကောင်းတဲ့ပုံတွေရှိတယ် ပြီးပါတယ် အဲ့ဒီလိုတွေကနေပြီးတော့ဒီတတိယရောပေါင်းသိကြဒီတတိယရောပေါင်းလို့ရှိရင်တို့ရဲ့စားလို့တောက်လို့ရဲဒီတွေကတော့စားပြောပါကြတဲ့တော့တော့ရတယ်ဘာလို့ဆိုတော့ချမ်းသာတယ်သူ့မောင်းနေတော့နေ
သူတွေကပြောတာလေ တောင်သမားတွေရပါ ဘာပြောလဲလူတွေပေါ့ဗျာအဲ့တော့သူတို့ညာတို့ကနေပြီးတော့တတိယပြန်လာတဲ့ပြန်လာတဲ့မှာအတော်သမားတွေနေပြီးတော့ညာတို့ကနေစုဖွဲ့ပြီးတော့ပေါ့စားအခြားတေးတွေရဲ့ သေတယ်တွေပါဗျာ အဲ့တော့သူတို့တေးတွေတောင်းပြီးတော့တတိယချအောင်လို့တတိယကိုတန်းပြီးတော့ပြောတယ်တဲ့အရှင်တတိယပဲအသက်ရာကျော်ရှိပါစေဘုသူရရဲ့ တောင်သမားတွေရ တောင်းတာလေဘုန်းကြီးဟောပြောတာတတိယကဟောရကြရပါ ရပါတယ် အသက်ရာကျော်ရှိပါစေအသက်ရာကျော်ရှိလို့ဒုက္ခတည်းရှိလာပါဗျာဟုတ်တယ်နော်အဲ့လိုတော့အဲ့လိုနေစဉ်နေစဉ်ပြောပြီးတော့တောင်းတောက်ပါတယ် နောက်တဲ့ခါကျတော့တတိယမင်းလေတို့တော့ပါတတိယတော့ဆိုတော့အချွေရံပါလား ပါပါတယ်ဗျာ အဲ့ဒီအချွေရံပြောသားတွေကတရားကိုပြီးအေးကွာအဲ့ဒီလူတွေကငါတော့ဘာရင်တော့မလို့ဒီဆက်လာပြီးတော့ငါစုတွေပဲတတိယအသက်ရတော့ရှိပါစေမပြောဘူးလား ပြောပါတယ်ဗျာ အဲ့တော့ဒီလိုတော့ခါတိုင်းတွေပြောတယ်ပြောတယ်ချင်းတည်းနေအဲ့ဒီတရားမောကလည်းမှာအကောင်းဆုံးအရေးအဲ့ဒါလည်းပြောတာ ပြောက်ပြီ ဒီမှာတော့ရှိတယ်။ဟာလေအကောင်ဆုံးဒီတည်တယ်။ခြားလာအရက်တွေစား ပြည့်သေးတာ ။တတိယတော့လိုက်တယ်လို့ပြောတော့ဒီဟာအကောင်လို့ပြောမယ်ဆိုတော့သူကလည်းပြောတယ် အကောင်း ။ ဆုံး အကောင်ဆုံးဒီတက်ရှိစီဝါတော့ကိုင်းလို့တတိယမပြောပါဘူး။အဲ့ဒီအကောင်ဆုံးကြီးပြောတာ ပြောပါတယ်ဗျာ ။အဆိုတော့လည်းတော့ချင်ပါဆိုတော့ပြီးတော့တောင်းလို့ဒီနေ့လည်းကောင်းတယ်တော့ညောင်းလိုက်ဒီနေ့ကိုတည်းတည်းလေးတောင်းလိုက်တည်းတည်းလေးတောင်းလိုက်ဒီနေ့ကြာတော့ဆွဲနာပြီပါရီဆွဲ အရေးဆွဲတာပါဗျာ အဲ့ဒါတော့ပြီးစေပါဆိုကောင်းပါလားကောင်းတော့ဆိုနေအဲ့တော့တည်းကဒီလူငယ်တဲ့တိုက်နဲ့အပေါင်းပေါ်ဖြစ်သွားတာဖြစ်သွားတဲ့အခါကျတော့လာပြီဒီလိုကအိမ်မှာလည်းစေမိုးနဲ့နေနေတယ်ကျေတော်တော့အဲ့ဒီမှာကျေကျော်ကမာကျော်ကအဲ့ဒါတော့စပတ်တည်းဟုတ်လားအဲ့တော့တော့မှလည်းဒီမှာဘာပြီးတော့တော့စားပြီးတော့နေတဲ့အချိန်မျိုးတွေနဲ့မှာကာကောမျိုးတို့ပြီးတော့နေကြတယ်ကတ္တခေါင်းတည်းဤရန်ဘုရားတပင်တွေကိုလည်းဒီမှာခေါ်တခြားတူရိယာလား ဒုတိယသမားတွေပါ ဒီမော်ဒယ်တွေဒီမော်ဒယ်တွေရှင်းဆိုတာလည်းဒီရှင်းဆိုတာဒီမှာခေါ်ပြီးတော့တော့အရင်ဒီတိုင်းတော့ဒီချမ်းလာရေး ရိတ်နေကြတာ ရေးပေါ်လာတယ်အဲ့လိုကြီးဒီလိုအဲ့မှာတောက်စားပြီးအိမ်မှာလည်းတော့ကောင်းလို့ကြီးစံနဲ့ရောဒီမော်ပြီးရောမြေတော့တရားလေးဟောမှာမတိခံမှာမတိတော့မရှိနေတာလားရှိတော့တော့ဆူရောလာတော့ချာတော့ဆံပြီးနေတဲ့ဒါတွေမဟုတ်ဘူးဆိုတော့ဘာမှမနေမှတော့နားလည်းစကိုင်းပြောတော့ခဲဝါဒီအနောက်ဆောင်ဝိုင်းနဲ့ထောင်းလာ အမှားတယ်ဗျာ ကျောက်တော်လူကဥစ္စာချေဝိုင်းများခဲဝါဒီကဲလို့အပေါ်ဝိုင်းနဲ့ဒီဝိုင်းနဲ့ခဲဝါဒီနဲ့မရှိလား ရှိပါတယ်ဗျာ နောက်တစ်ခါဒီမှာလူတွေလည်းမရှိဘူးတချို့တော့ပြောသမီးတွေမှာခေါ်ပြီးတော့ပြောပါနေတာ နေပါတယ်ဗျာ တနေ့နေတယ်တနေ့ပြက်လာ လဲလာပါ အဲလိုပြက်လာတော့ဒီကောင်းလို့ဒီလက်ဆံမဆုံးကြတော့ဒီကောင်းလို့အခြေခံတဲ့နေရာမှာလို့ဆိုတော့တရေစနီမာနယတနာမရှိပြီးတော့နေတယ်ခရီးတရားနဲ့60ဟာလည်းပုံခန့်လာလေမလာဘူး လာပါတယ်ဗျာ အဲ့တော့ဘာစီဝါရေးတော့လို့လို့ရလား မလုပ်ပါဘူး စီဝါရေးလည်းတော့ဘုရားကဘာမှမလုပ်နဲ့ပြောပါတယ်နဲ့ပုံနဲ့တရေစနီမာနတော့တောင်းကြောင်းနဲ့အရက်ခံရလားတော့ဘယ်ကြောင့် လူကြောင်းပါ အဲ့ဒီဒုက္ခမိမလည်းပြောသမီးတွေလည်းပြောရေးပါရေးတွေနဲ့အချင်းကိုသူရာဒုက္ခအော်ရဆိုင်ရဲ့ကိုမတုံးချောင်းနဲ့လိုက်တာနောက်တစ်ခါတော့အခါဒုက္ခအလောင်းဆိုင်ရဲ့အချင်းကိုလေလား ဟုတ်ကဲ့ပါဗျာ နောက်ဆုံးကျတော့ပြောကြပါစို့အိမ်မှာရှိတယ်ဂရေတရားနဲ့ချားတဲ့သူတို့ကိုပုံစံပြီးတော့အိမ်တွေလည်းပေါင်းခြံတွေလည်းပေါင်းမရှိသေးဘူး အားရှိပါ အားမရှိ
တို့ကရှိတဲ့စိတ်ဥစ္စာတွေကြည်တရားတယ်အဲ့ဒီလိုနဲ့တော့ရှိတဲ့နောက်ဆုံးကျတော့ယောတွေထဲမှာစတိပေါင်းများတရားဒုက္ခလေးတရားရှောင်းခံပြီးတော့မြေလည်းမွဲလေးနဲ့ကောင်းလေးဆွဲတာတောင်းစားနေရတယ်မရဘူးလားမရပါဘူးဒီခန္ဓာကပြည်ရတယ်လားမရပါဘူး ချိန်လည်းတွေ့ရပါမှာနေစရာလည်းဘာတွေနဲ့နေမှာကပ်ပြီးတော့တရားကလည်းတရားကပ်ပြီးတော့တဲ့တရားတွေတရားဟိုတဲ့တရားပြည့်ဟောတော်ကြီးရောစသဖြင့်ပါရပြီးတော့တောင်းရစသပြီးတော့ဒီနေ့မြတ်စွာဘုရားအဲ့ဒီကလာတော်ကောဘာယမတိတွေဆက်လိုက်ပါလာတယ်ပြန်တော့ဟိုလမ်းလာတဲ့နေရာမှာရှိတယ်တော်ဇေယပြည့်ကြီးရဲ့ဘေးမှာထိုင်ပြီးတော့မြတ်တော်တွေနဲ့တော်ကောတောင်းစားနေတယ်ခုနကတော့တတိစတိမောင်တတိရဲ့တောင်းစားစတိမောင်နဲ့ရောက်ဖြစ်သွားပါဖြစ်သွားပါတယ်အဲ့ဒီစတိမောင်နဲ့ပြီးတော့ဘုရားပြောပြီးပြောပါပြောပါအဲ့ဒီလိုပြောတဲ့ရှင်နာကတော့ဘာလဲပြီးတော့နာမတော်ရှင်ပြတဲ့ဆုခနဲ့ရောရှင်နာကပါရဏကကြတော့ဘုရားကြီးတော်မြတ်စွာဘုရားအဲ့ဒီပြောတာမြတ်စွာဘုရားပြောလိုက်တယ်မြတ်စွာဘုရားရှင်သွားတော့ချူသောယုံကြည်လေးတွေထွက်သွားပါဗျာဟုတ်ပါရှင်နာမသိဘူးသိပါတယ်ဗျာအဲ့ဒီတဲ့ကကြတော့ဘာကြောင့်ဘုရားရှင်ပြောတာလဲလို့မေးတဲ့ကခြေသာအဲ့ဒီတည်းအဲ့ဒီဇနီးပေါ်တာတစ်ချိန်လုံးတတိကြီးกว่าအမှန်တရားရှိတဲ့တည်းကြီးဘုရားဘုရားတွေတောင်းတောင်းကြောင်းနဲ့အရေးခံတာတည်းတယ်ကိုသိရပါတရားမဟုတ်လားဟုတ်ပါတယ်ဗျာဘာလဲကယောအဒီတည်းစတိမောကတဲ့ဒီလိုတော့တရားဓမ္မတွေကျိုးစားပါရအားထုတ်မယ်ဆိုရင်တည်းစတိမောကတိအနာဂတ်ဒီနိုင်တယ်ရမှာဟုတ်လားဟုတ်ပါတယ်ဗျာဒုတိယယောကဘုရားသစ္စာတရားတွေပြောကျိုးစားမယ်ဆိုရင်တက္ကရာကနာပြီးနေတယ်ဟုတ်တယ်မလားတတိယယောကသစ္စာတရားတွေပြောကျိုးစားမယ်ဆိုရင်ဟောဒါကဒီနိုင်တယ်တဲ့ဘုရားဟုတ်လားဟုတ်ပါတယ်အဲ့တော့ဒီတိစတိပေါ်မှာပါရမီရှိလားရှိပါတယ်ပါရမီရှိဘုရားလည်းဒီကတော့ဖွင့်နေလားဖွင့်နေပါဘုရားသာသနာနဲ့မတွေ့ဘူးလားတွေ့နေပါတယ်ဒါမှပဲဒီကတော့တရားဓမ္မတွေကြိုးစားခဲ့တယ်နောဘုရားဘက်ကလည်းရှုံးတယ်ရှုံးတာရှုံးပါတယ်ဗျာအဲ့တော့ဘာရမီဒီမှာစီမောင်းစားတယ်ဒီဒီမျိုးခံပြီးတော့စီဝါရှာတယ်ဆိုရင်အဲ့ဒီတလေးစနီးမှာပရမအရင်ကစီဝါရှာတယ်ဆိုရင်တော့မာနတိဒီမှာဒိဋ္ဌိရဲ့ပထမဉာဏ်စာတလေးဖြစ်တယ်ဒုတိယဓမ္မဆိုရင်ဒုတိယဉာဏ်စာတလေးတော့ဖြစ်နိုင်တယ်တတိယဓမ္မပညာစီဝါရှာမယ်ဆိုရင်တော့တတိယဉာဏ်စာတလေးဖြစ်နိုင်တယ်ဘုရားမဟုတ်ဘူးဟုတ်ပါဘူးဒီကဲတော့ဘုရားဒါပေမဲ့အဲ့ဒီတလေးစနီးမှာလှမ်းကြည့်လိုက်တော့လောကီဘက်ပါလဲရှုံးတယ်လောကုတ္တရာဘက်ပါလဲရှုံးတယ်တခြားလားအရှုံးသမားတွေရှုံးသမားတွေအရှုံးသမားမဖြစ်စေနဲ့အာရုံတော်ဘုရားစကြောင်းနဲ့ဘုရားနဲ့ဘုရားတရားနဲ့အာရုံတော်ယောဂီသူတော်စရောဘုရားသာသနာနဲ့ပြေလို့လည်းဘုရားအမြတ်ဆုံးလို့ဆိုတဲ့သစ္စာတရားတွေဒီအောင်တခြားလားကျိုးစားကြရပါလားကျိုးစားကြရပါကျိုးစားကြမယ်ဆိုတော့ခန္ဓာတော်တခြားနဲ့ကြည်ရပါလားဉာဏ်နဲ့ကြည်ရပါလားဉာဏ်နဲ့ကြည်ရပါဉာဏ်နဲ့ကြည်ရတယ်ဒီခန္ဓာကြီးတခြားလားအကြောင်းကြောင့်ဖြစ်တဲ့အကျိုးခန္ဓာလားအကျိုးခန္ဓာအကြောင်းကြောင့်တရားဆိုတာကမတည့်တော့ပါဝိဇ္ဇာနဲ့တေခါအကြောင်းကြောင့်အကျိုးတရားခန္ဓာပါဗျာဘုရားရပါတယ်ဗျာရတာလည်းခန္ဓာဒီဒီလိုတော့ဘာလို့ပါရကြမှာဘုရားတော်နဲ့ပါလို့လားမပါပါဘူးဗျာချမ်းတဲ့တည်တာဉာဏ်နဲ့ကြည်တာဉာဏ်နဲ့ကြည်တာပါအဲ့တော့ငါကြည့်လိုက်တယ်ခန္ဓာက၅ပါးမရှိဘူးရှိပါတယ်အကျဉ်းချုပ်တော့ယုံနဲ့အယောင်တရားတွေကိုလမ်းကြည့်လိုက်တော့တရားတွေမှာဖန်ဆင်းရှင်တွေပါလို့လားမပါပါဘူးဗျာမပါဘူးဆိုတော့တန်တရားဝိသိကေဆိုတော့ပြီးရင်တော့စင်မပါဘူးလားစင်ပါပါတယ်ဗျာအဲ့တော့ကျောင်းတရားမှာဉာဏ်ရှိနေဆိုရင်ဘယ်လိုလဲဝိဇ္ဇာသင်္ခါရဆိုရကျောင်းတရားဒီအလေးမှာဖြစ်ပြီးတော့မပြည့်ခဲ့ဘူးလားပြည့်ခဲ့ပါတယ်ဗျာအဲ့တော့ခန္ဓာရဲ့စိတ်နဲ့ဉာဏ်နဲ့ကြည့်ဖို့ရင်ကြည့်လားကြည့်ပါတယ်ဗျာအာသုဘယဉာဏ်မျိုးမှာဟုတ်တယ်ပါမပါပါဘူးဗျာမပါဘူးဆိုတဲ့တရားဒီမျိုးဝိဇ္ဇာသင်္ခါရကျောင်းတရားတွေအဲ့မှာဖြစ်ပြီးတော့မပြည့်ခဲ့ဘူးလားပြည့်ခဲ့ပါတယ်ဗျာအပြည့်ကိုဒီသတ္တရာတွေပြောအဝိဇ္ဇာသင်္ခါရဆိုတဲ့အကြောင်းကြောင့်အကျိုးခန္ဓာ၅ပါးမဖြစ်ဘူးလားဖြစ်ပါတယ်ဗျာအဖြစ်ကိုမြင်တော့ဩစေတဒိဋ္ဌိကယောအပေကသိပြီတ
တဲ့ကြောင်း ပြေးသွားပါတယ် ခန္ဓာကိုယ်စက်ပြီးတော့ဉာဏ်နဲ့ကြည့်တယ်ခန္ဓာကယောဂီရတော့လည်းဖြစ်ပြီးတော့ ပြတ်ပါတယ် ဝေဒနာခန္ဓာပညာခန္ဓာဒီကနေ့ခန္ဓာဝိညာဉ်နဲ့ခန္ဓာဆိုတဲ့တရားအားလည်းဖြစ်ပြီးတော့ ပြတ်ပါတယ်ဗျာ ယောဂဖြစ်ပြပါသစ္စာ ဒုက္ခသစ္စာ ဒုက္ခသစ္စာလေဒီတဲ့ဉာဏ်လေးက မေဃသစ္စာ ဘာသာတော်ခန္ဓာလေးကိုတရားနဲ့လိုချင်ပါအောင် လိုချင်တော့ပါဘူး အဲ့ဒုက္ခသစ္စာကဉာဏ်နဲ့သိပါဘုရားဆွဲတယ်လို့လာပါအောင် မလာတော့ပါဘူးဗျာ ဒုက္ခသစ္စာကိုသိလို့ဆွဲတယ်အခုပြည့်စုံသစ္စာဘာမှမကံကြောင်းရတဲ့ကံကြိုးစားပါ မကြိုးစားတော့ပါဘူးဗျာ ကြိုးစားတော့ဒုက္ခသစ္စာကိုသိပါတဲ့ကြိုးစားတော့ဆိုရင်ကာမဘဝနိရောဓသာတိနိရောဓခန္ဓာတွေရတယ်ဘုရား လိုတော့ပါဘူးဗျာ ခန္ဓာတွေကရတယ်တော့ဘုဆိုလို့ရှိရင်ခန္ဓာမရှိကိုယ်နာတယ်ရှိပါ ရှိတော့ပါဘူး နောက်ခန္ဓာယုတ်သိချုပ်ရင်းသွားတာကဘာသစ္စာ ဒုက္ခသစ္စာ သစ္စာတွေပါလားယံဘုဒ္ဓကမဟုတ်ခဲ့ဘူးလား ဟုတ်ကဲ့ပါတယ်ဗျာ အဲဒီတော့တာဏနဲ့ဒီလိုလေးမှာဘုရားမရှုံးနေတယ်လောကုတ္တရာဘက်ကလည်းမရှုံးစေနဲ့လောကီဘက်ကလည်းမရှုံးစေနဲ့အဲကြောင့်မလို့အရှုံးသမားမဖြစ်စေနဲ့ဆိုတဲ့တရားတော်မှာတာယုံပါဒပြီးတော့အာရမတော်စေဘောနဲ့တာဏနဲ့ကျုံကြတဲ့ပြီးတော့နေတဲ့အချိန်လေးမှာအမြတ်ဆုံးနိဗ္ဗာန်ချမ်းသာကိုရအောင်ဘုရားသစ္စာတိအောင်ကြိုးစားပါအာတိအောင်ကြိုးစားတဲ့ သစ္စာသိအောင် သစ္စာတရားကြိုးစားတဲ့ဆိုတော့ဒီခန္ဓာကိုဉာဏ်နဲ့ခြားလာရှုရပါလားဒုက္ခသစ္စာကိုဉာဏ်အောင်ကြည့်မောအောင်ကြည့်စောအောင်ကြည့်အဲ့ဒီခန္ဓာကြီးကိုအပြည့်ရဲ့လို့မြင်အောင်ကြည့်ဟုတ်တယ်မလားအဲ့ဒီခန္ဓာကိုဉာဏ်နဲ့ဖြစ်ပြမြင်အောင်ကြည့်ဖြစ်ပြမောအောင်ကြည့်ဖြစ်ပြစောအောင်ကြည့်အခြေအနေမောဆိုရင်ဟုတ်တယ်လားငကြည်ဒီမောဆောအောင်ရှုနေမယ်ဆိုရင် ရာဂာ ဒီကောင်းတဲ့ဒီမောဆောအောင်ရှုမယ်ဆိုရင် နာဂာတိ ဉာဏ်နဲ့ဆက်ပြီးတော့ဒုက္ခသစ္စာပဲမြင်အောင်တော့ဆောလက်ကြည့်မြင်အောင်ဆောရှုနေမယ်ဆိုရင်တော့ရဟန္တာဖြစ်ဘူးလား ဖြစ်ပါတယ်ဗျာ ရဟန္တာဖြစ်ပြီဆိုတော့ဘဝပြန်ပြီးတဲ့တရားမျိုးသေးတာ ဟုတ်ပါဘူးဗျာ ဟောအများဆုံးဒီမှာဘယံပေါင်းတာ ဟုတ်ပါတယ်ဗျာ ဟောဒီတိုင်းကြောင့်ခြေရှိက ဒုလာဆိုင် အဲ့ဒီခန္ဓာ၅ပါးကိုဉာဏ်နဲ့ကြည့်တဲ့အခါကျတော့ခန္ဓာ၅ပါးဖြစ်ဖြစ်ကဘာသစ္စာ ဒုက္ခသစ္စာ ရှုတဲ့ဉာဏ်နဲ့ဉာဏ်ကဘာသစ္စာ မေဃသစ္စာ ခန္ဓာဥပါဒကံဆိုတဲ့အကြောင်းတရားတွေသိသွားတာကဘာသစ္စာ ဝိရိယသစ္စာ နောက်ခန္ဓာယုတ်သိချုပ်ကြီးသွားတာကဘာသစ္စာ နိရောဓသစ္စာ သစ္စာလေးရလဲဆက်ပြီးအချိန်နဲ့စီဖြစ်တဲ့အတွက်သာဓုခေါ်၍တော်ရာဟုဆို